မင်္ဂလာပါဟုတ်ကဲ့ကျွန်တော်တို့ဒီ6ချိန်အတွက်ပေါ့နော်9ချိန်တုန်းကလည်း10ကွက်လိုင်းတွေကပဲထွက်တာပါပဲထွက်တာတော့ဒါပေမဲ့ကိုရွေးချယ်တဲ့10ကွက်လိုင်းကလွဲချော်နေတာပေါ့နော်ဒီနန်းလေးတွေမှာကျွန်တော်ကိုတွေမှတွေသတိထားဖို့ကျွန်တော်တစ်ချက်ပြောချင်တာကဒီနှလုံးပေါင်းခြင်းအတန်ပေါ့နော်အဲ့ကောင်လေးတွေကတောက်လျှောက်ပေးနေပါတယ်ဥပမာဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်ပေါ့နော်ခွန်၄ချက်တွေကတော့ထားပါတော့နော်၄၅ချက်တွေ၃ချက်တွေပဲပြောအောင်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းခွန်လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်းခွန်လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်းခွန်လို့ရိုက်တယ်နောက်တစ်ပင်နေမှာကြတော့လေဒီသုံးလုံးပေါင်းခြင်းရှစ်လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်းရှစ်လို့ရိုက်တယ်ဒီသုံးလုံးပေါင်းခြင်းရှစ်လို့ရိုက်တယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကဒီသုံးလုံးပေါင်းခြင်း3ညဒီသုံးလုံးပေါင်းခြင်း3ညဒီသုံးလုံးပေါင်းခြင်း3ညဆိုတဲ့ရှင်နှလုံးပေါင်း9ကို3ည9တွဲယူပြီးနောက်3လုံးပေါင်းခြင်းကဒီ3လုံးပေါင်းခြင်း1ဒီ3လုံးပေါင်းခြင်း1ဒီ3လုံးပေါင်းခြင်း1နဲ့နောက်ပေါင်းခြင်း8နဲ့3ည53ဆိုတဲ့ကဏ္ဍကိုအဓိက main ကွက်ဖြစ်ရွေးချယ်ခဲ့တာပေါ့နော်10ကွက် line နေနဲ့ချုပ်ပြီးမှတို့ပေမဲ့လည်းသူကရိုးရိုးရှင်းရှင်းလေးထွက်သွားတာပေါ့နော်ဒီ3လုံးပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်း3ဆိုတဲ့ရှေ့ပေါင်း30တစ်ချက်လေးပဲပြီးသွားပေါ့အခုဒီတစ်ပတ်မှာကျွန်တော်တို့ဂရုစိုက်ရမှာကဘာတွေရှိလဲဒီ3လုံးပေါင်းခြင်း6ရှိတယ်ဒီ3လုံးပေါင်းခြင်း6ရှိတယ်ဒီ3လုံးပေါင်းခြင်း6ရှိတယ်ဆိုတော့ရှင်းနှလုံးပေါင်းခြင်း30ဒီ3လုံးပေါင်းခြင်းခွန်ဒီ3လုံးပေါင်းခြင်းခွန်ဒီ3လုံးပေါင်းခြင်းခွန်ဆိုတဲ့နောက်ပေါင်းခွန်ဒီ3လုံးပေါင်းခြင်း5ဒီ3လုံးပေါင်းခြင်း5ဒီ3လုံးပေါင်းခြင်း5ဆိုတဲ့နောက်ပေါင်း6ရှေ့ပေါင်း30တွေရှိမယ်နောက်ပေါင်း6တွေရှိမယ်နောက်ပေါင်း9တွေရှိမယ်အဓိကအဲ့ဒီပေါင်းခြင်းအတန်လေးတွေနဲ့အဓိက main all ကွက်ကိုက်ညီတဲ့ကဏ္ဍကိုရွေးချယ်ရမှာပေါ့နော်အခုဒါကျွန်တော်၄ပင်ကတ်အနေနဲ့ကျွန်တော်ဒီ10ကွက် line ပေါ့နော်10ကွက် line ကျွန်တော်ကတော့ထုံးစံတိုင်းထိပ်စီးတွေခါးတွေအပိတ်တွေကိုဦးစားပေးရှာလို့ရှိရင်လွဲတာဖြစ်တဲ့အတွက်10ကွက် line ကိုပဲတင်ပေးလိုက်ပါတယ်ကျွန်တော်တို့ပထမဦးဆုံးဒီမှာကျွန်တော်တို့ရိုက်သွားတာဒီမှာခွန်1 8ဘလောက်ပေါ့နော်၄ပင်ကတ်ဆိုတော့963ကနေစမှာပေါ့ပထမဦးဆုံးကျွန်တော်ရိုက်ချင်တာပြီးခဲ့တဲ့ဘက်ကပေးသွားတဲ့မူကဒီ3လုံးပေါင်းခြင်းခွန်ဒီ3လုံးပေါင်းခြင်း1ဒီ3လုံးပေါင်းခြင်း8ဆိုပြီးတော့အဲ့ဒီခွန်1 8တွေကိုရိုက်ထားတယ်ပေါ့နော်အခုခါဘာခါထဲထဲပေါ့နော်ဒါပေါင်းအောင်ပါပေါ့ဒီ3လုံးပေါင်းခြင်းဘလောက်ပေါ့အဲ့ဒီတော့သူကဘာဖြစ်လဲဆိုတော့ဒီ3လုံးပေါင်းခြင်းခွန်လို့ရိုက်ပြီဆိုရင်တဲ့ဒီ3ညခါလေးနဲ့ဒီနှလုံးပေါင်းခြင်းလေးနဲ့ကိုလိုက်ပြီးခွန်လို့တူညီမှုနဲ့ဒါရှေ့အတွဲကိုချတယ်ပေါ့နော်ဒီ669တဲ့3လုံးပေါင်းခြင်း1လို့ရိုက်ပြီဆိုရင်တဲ့ဒီကခွန်ခါလေးနဲ့ဒီနှလုံးပေါင်းခြင်း4လေးနဲ့ကို1လို့သူကလိုက်ရိုက်ပြီးမှရှေ့အတွဲလေးကိုအငိန်ချတာပေါ့နော်အဲ့ဒါပြီးတော့နောက်ထပ်ကျွန်တော်တို့9303နဲ့3လုံးပေါင်းခြင်း8အဲ့ဒီ8ကိုလည်းဒီနှစ်ခါလေးနဲ့ဒီနှလုံး6လေးနဲ့လိုက်ပြီးတော့8ဆိုပြီးတူညီမှုနဲ့ဒီခွန်1 8တွေကိုခွန်1 8လို့တူညီမှုစုနဲ့ထည့်တာပေါ့နော်အခု၄ပင်ကတ်အရာကျွန်တော်တို့အနေနဲ့ကဒီမှာ86နှလုံးပေါင်းခြင်း4ရှိတယ်ကျွန်တော်တို့ကြိုက်တဲ့ခါကိုထည့်ပေါ့နော်ဒါခါ10လုံးလုံးကျွန်တော်ထည့်ထားပါတယ်ဒီ3လုံးပေါင်းခြင်း5လို့ဖြစ်ပြီဆိုရင်တဲ့ဒီက6ခါလေးနဲ့ဒီနှလုံး6လေးနဲ့ကို5လို့ဖြစ်ရမှာဆိုတော့ဒါက1ခါဆိုရင်6ထိပ်ရှိမယ်2ခါဆိုရင်3ညထိပ်ရှိမယ်ဒါအတွဲပေါ့နော်ရှေ့အတွဲဒီ10တွဲရပြီပေါ့ဗျာရှေ့တွဲ10တွဲရပြီဆိုရင်တဲ့ကျွန်တော်တို့တွေကနောက်တွဲကိုလိုက်ရှာမယ်ပေါ့နော်နောက်တွဲကိုလိုက်ရှာတဲ့အချိန်မှာ तू ကဘာသွားရိုက်လဲဆိုတော့ဒီ3လုံးပေါင်းခြင်းခွန်တဲ့ဒီ3လုံးပေါင်းခြင်းခွန်လို့96တွဲရလို့ဝင်လာပြီဆိုရင်တဲ့96နှလုံးပေါင်းခြင်း5ဖြစ်နေတယ်တဲ့အဲ့5ကိုဒီနှလုံး5နဲ့ तू ကထည့်သွားတယ်ပေါ့နော်669 3လုံးပေါင်းခြင်း1ကိုတဲ့ခွန်68 3လုံးပေါင်းခြင်း1လို့86တွဲဝင်ပြီဆိုရင်တဲ့66နှလုံးပေါင်းခြင်း2ကို66နှလုံးပေါင်းခြင်း2နဲ့666ဆိုပြီးဒဲဖြုတ်သွားတယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကလည်းဒီ3953 3လုံးပေါင်းခြင်း8လို့ဝင်ပြီဆိုရင်တဲ့ဒီမှာ2ထိပ်ရှိတယ်ပေါ့နော်ဒီနှလုံး6နဲ့8လို့ဝင်ပြီးမှ3ညထိပ်3ညခါလို့ဝင်တဲ့ချိန်မှာတဲ့3ည5နှလုံးပေါင်းခြင်း5 69နှလုံးပေါင်းခြင်း5ဆိုပြီး3ည3ည9ကိုဒဲဖြုတ်သွားတယ်ပေါ့အခုကျွန်တော်တို့က861ပေါ့နော်861 3လုံးပေါင်းခြင်း5ကို6339 3လုံးပေါင်းခြင်း5လို့ဒီရှေ့10တွဲဘယ်တွဲပဲဝင်ပေါ့နော်ဝင်ပြီဆိုတာနဲ့တဲ့ဒီမှာသဘောတရားဒီ6တက်တွဲကိုယူပြတာပေါ့နော်8နဲ့1နဲ့နှလုံးပေါင်းခြင်း6တဲ့အဲ့6ကိုဒီနှလုံး6လို့ဖြစ်ရမယ်ဆိုရင်1ခါဝင်တာနဲ့6နောက်ပိတ်ရမှာဖြစ်ပါတယ်2ခါဝင်တာနဲ့3ညနောက်ပိတ်ရမှာဖြစ်ပါတယ်8နဲ့2နဲ့နှလုံးပေါင်းခြင်း3ညကိုဒီနှလုံး3ည3ခါဝင်ရင်8နဲ့3နဲ့နှလုံးပေါင်းခြင်း1ကို3ညနဲ့1နဲ့နှလုံးပေါင်း1ဖြစ်ရမှာဆိုတော့ဒီ10ကွက်ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့နေရရှေ့တွဲ
နဲ့နောက်တွဲနဲ့ကိုကျွန်တော်တို့ဒက်ဆယ်ကွက်ထုတ်ပြီးတဲ့အချိန်မှာသူကဘာနဲ့သွားပြီးကိုက်ညီမှုရှိလဲဆိုတော့ဒီ9ဘင်ကတ်ပေါ့နော်ဒီပေါ်မှာ895ဆိုတာရှိတယ်ပေါ့နော်အဲ့တော့6ခါနဲ့6ခါနဲ့နှလုံးပေါင်းချင်း9ကို6နဲ့9နဲ့နှလုံးပေါင်းချင်း9လို့ဝင်သွားတယ်3ညာ9နှလုံးပေါင်းချင်း9ကို2နဲ့3နဲ့နှလုံးပေါင်းချင်း9လို့ဝင်သွားတယ်9နဲ့8နဲ့နှလုံးပေါင်းချင်း9ကို9နဲ့6နဲ့နှလုံးပေါင်းချင်း9လို့ဝင်သွားတယ်2နဲ့3ညာနဲ့နှလုံးပေါင်းချင်း2ကို3နဲ့9နဲ့နှလုံးပေါင်းချင်း2လို့ဝင်သွားတယ်ပေါ့နော်အခုဒီမှာ6ခါရှိတယ်ဒီမှာ6ပိတ်ရှိတယ်ဆို6နဲ့9နဲ့နှလုံးပေါင်းချင်း9ကို6နဲ့9နဲ့နှလုံးပေါင်းချင်း9ဆိုတော့သူကဘာထည့်ထည့်9ဘင်ကတ်စီကြောရအခွပေါ့နော်အခွလိုင်းတူနေတယ်အဲ့တော့ဒီဒဲဆယ်ကွက်ရှိတယ်ပေါ့နော်ဒါ4ဘင်ကတ်ကို9ဘင်ကတ်လေးကလည်းစီးစင်းနေရတဲ့သွားပြီးကိုက်ညီမှုရှိနေတဲ့အတွက်ဒါ4ဘင်ကတ်စီကြောရဒီကနန်း10ကွက်ရပါတယ်အဲ့တော့ကျွန်တော်တို့က4ဘင်ကတ်ရပြီဆိုရင်ကျွန်တော်တို့3ဘင်ကတ်ကိုတစ်ခါပြန်ကြည့်မယ်ပေါ့နော်3ဘင်ကတ်ကိုပြန်ကြည့်မယ်ဆိုတော့ဘာတွေရှိလဲဆိုတော့ဒီမှာကျွန်တော်တို့668 3လုံးပေါင်းချင်း3ညာတဲ့အဲ့3ညာကို956 3လုံးပေါင်းချင်း3ညာနဲ့ဝင်ပြီးမှဒါ86တွဲလေးဝင်သွားတာပေါ့နော်963ညာ3လုံးပေါင်းချင်း1ကိုတဲ့383ညာ3လုံးပေါင်းချင်း1နဲ့ဝင်ပြီးမှ3ညာထိတ်3ညာခါနဲ့3ပင်ကတ်ဝင်သွားတယ်အဲ့တော့2ပင်ဝင်ပြီပေါ့နော်အခုကျွန်တော်တို့ကကြိုက်တဲ့ခါထဲပေါ့နော်3ညာ6တဲ့3လုံးပေါင်းချင်း63ညာ1 3လုံးပေါင်းချင်းခွန်းလို့ဖြစ်ပြီဆိုရင်တဲ့83ည9 3လုံးပေါင်းချင်းခွန်းလို့ဝင်ရမယ်ဆိုရင်3မင်ကတ်စီကြောရလဲ1ခါဝင်ရင်9ထိပ်နော်2ခါဝင်ရင်3ညထိပ်3ခါဝင်ရင်1ထိပ်4ခါဝင်2ထိပ်ပေါ့နော်အတူတူပဲ9ထိပ်ဝင်ရင်1ခါ3ညထိပ်ဝင်2ခါတူတူပဲပေါ့နော်ဒီ10တွဲရပါတယ်တဲ့အဲ့ဒီတော့ကျွန်တော်တို့တွေကဘာသွားကြည့်ရမလဲဆိုတော့ဒီမှာဒီ3လုံးပေါင်းချင်း3ညကိုတဲ့ဒီ3လုံးပေါင်းချင်း3ညလို့8ထိပ်ဝင်ပြီး6ခါ86တွဲရလို့ရလာပြီဆိုရင်တဲ့ဒီကခွန်ခါရှိတယ်ပေါ့နော်ခွန်56 3လုံးပေါင်းချင်း8ကို666 3လုံးပေါင်းချင်း8နဲ့866ဆိုပြီးဒဲဖြုတ်သွားတယ်ပေါ့နော်963ည3လုံးပေါင်းချင်း1ကို383ည3လုံးပေါင်းချင်း1လို့ဒီ3ည3ညအတွဲဝင်တာနဲ့တဲ့ဒီမှာ2ခါရှိတယ်အဲ့နှစ်ခါနဲ့ဒီနှလုံးရှင်းနဲ့ကို3ညလို့ဝင်တယ်အဲ့3ညကိုဒီ3လုံး3ညနဲ့လိုက်ထည့်ပြီးမှ3ည3ည9ဆိုတဲ့ကဏ္ဍကိုနှစ်ကပ်ဒဲဖြုတ်သွားပြီပေါ့နော်အခုကျွန်တော်တို့ကကြိုက်တဲ့ခါထည့်မယ်ဆိုရင်တဲ့ဒီမှာ8 3ည9 3လုံးပေါင်းချင်းခွန်းလို့9ထိပ်ဝင်ပြီဆိုရင်6 3ည1 3လုံးပေါင်းချင်းခွန်းဆိုတဲ့9တစ်တွဲလေးများဝင်ခဲ့ပြီဆိုရင်တဲ့ဒီမှာ6ခါရှိတယ်ဒီမှာ3ညထိပ်ရှိတယ်6 3ည1 3လုံးပေါင်းချင်းခွန်းဖြစ်နေတယ်ခွန်းကိုဒီ3လုံးခွန်းဆိုတဲ့ကနန်းလေးနဲ့လိုက်ထည့်မယ်ဆိုရင်လေတစ်ခါဝင်9ပိတ်နှစ်ခါဝင်3ညပိတ်3ခါဝင်1ပိတ်ဆိုတဲ့ဒီဘက်က4ဘင်ကတ်စီကြောကလာတဲ့10ကွက်ကို3ဘင်ကတ်စီကြောက10ကွက်နဲ့ထောက်ထားတယ်ပေါ့နော်အဲ့တော့ဒီ10ကွက်လိုင်းလေးကိုကျွန်တော်အကိုရီမတွေအတွက်ပထမဦးဆုံးဗီဒီယိုဖိုင်နေနဲ့တင်ပေးလိုက်ပါတယ်ကြိုက်နေတဲ့အကိုရီမတွေကထိုးပေါ့နော်အဲ့ဒီတော့အကိုရီမတွေကကြိုက်နေတဲ့ကနန်းပိုင်ထိုးဆိုပြီးတော့ကျွန်တော်ကဒီ10ကွက်ကိုတင်ပေးပြီးပြီဆိုတော့ကျွန်တော်ကြရွေးချယ်ရမယ်ဆိုရင်ကျွန်တော်တို့ကဘာလေးတွေရွေးချယ်မလဲပထမဦးဆုံးကျွန်တော်စပြောခဲ့တဲ့ရှေ့ပေါင်းချင်းအတန်လေးတွေပေါ့နော်ဒီ3လုံးပေါင်းချင်း6ဒီ3လုံးပေါင်းချင်း6ဒီ3လုံးပေါင်းချင်း6ဆိုရယ်ရှင်းနှလုံးပေါင်း30တွေပါတဲ့ဒါ915ပေါ့နော်919ပေါ့919ရယ်464ပေါ့အဲကနန်းနှစ်ကွက်ဒါအဲ့လိုမျိုးလေးတွေရွေးထုတ်အောင်ပါပေါ့နော်ဒါသူ့ရဲ့စီစဉ်မှုအရာပေါ့နော်နောက်ပေါင်း6နဲ့ပတ်သက်ရင်ဘာတွေရှိလဲ2 4နှစ်ရှိမယ်ပေါ့နော်2 4နှစ်ရှိမယ်ခွန်9ခွန်ရှိမယ်ပေါ့နော်အဲ့တော့ဒီ4ကွက်ကကျွန်တော်တို့ဒီ10ကွက် line နဲ့ကနေပြီးမှဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးကိုရွေးချယ်လိုက်တာပေါ့နော်အကိုရီမတွေကကြိုက်နေတဲ့ကဏ္ဍပါရင်လဲရွေးချယ်ပြီးကိုကြိုက်နေတဲ့ကဏ္ဍလေးတွေထိုးပေါ့နော်ဒါကတော့ကျွန်တော်ကတော့ဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍကိုဆွဲထုတ်ပြီးမှ10ကွက်လုံးမထိုးဘူးပေါ့ဗျာနော်ကျွန်တော်ရဲ့ပုံစံကတော့အဲ့လိုမျိုး10ကွက် line နေချတယ်ကိုကြိုက်နေတဲ့ကဏ္ဍကိုရွေးထိုးတဲ့အကျင့်ရှိတယ်အဲ့ဒီတော့ကျွန်တော်တို့ကအကိုရီမတွေကြိုက်နေတဲ့ကဏ္ဍပါရင်ရွေးထိုးပေါ့နော်အဓိကကတော့ကျွန်တော်ကတော့ဒီ2 4နှစ်ဆိုတဲ့ကဏ္ဍလေးကိုပို့ပြီးသဘောကျမိတယ်ပေါ့နော်ပို့ပြီးသဘောကျမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့ဒီ3လုံးပေါင်းချင်း5ဒီ3လုံးပေါင်းချင်း5ဒီ3လုံးပေါင်းချင်း5ဆိုတဲ့နောက်ပေါင်းချင်း6ပေါ့နော်နောက်ပေါင်းချင်း6ဒီ2 4နှစ်ပေါ့အဲ့တော့နောက်ပေါင်းချင်း6လေးရှိတဲ့ဟာပေါ့နော်ရှေ့ပေါင်းချင်း30နဲ့ပေးခဲ့ရင်ဒါ619တွေဒါအဲ့ဒါအရန်ပေါ့ဘာဖြစ်လို့ကျွန်တော်2 4နှစ်ကို
ပိုကြိုက်လဲဆိုတော့သူက3ပင်ကက်ရပါတော့3ပင်ကက်ရဒီ3လုံး3ညကိုတဲ့ဒီ3လုံး3ညလို့86တွဲဝင်ပြီးဒီ3လုံး8ကိုတဲ့ဒီ3လုံး8လို့866လို့ထွက်ပြီပေါ့ဗျာအဲ့လိုထွက်တဲ့အချိန်မှာပထမဦးဆုံးဒီမှာနှလုံးပေါင်းခြင်း9နှလုံးပေါင်းခြင်း9နှလုံးပေါင်းခြင်း9ပေါ့9 3ချက်ကိုဒီ3လုံး9ဒီ3လုံး9ဒီ3လုံး9လို့နောက်ပေါင်းခြင်း6ရိုက်မှာဆိုရင်2 4 2ရှိမယ်ခွန်9ခွန်ရှိမယ်အဲ့ဒီထဲကကျွန်တော်ကဘာသွားသဘောကျလဲဆိုတော့ဒီ3လုံးပေါင်းခြင်း4ကိုတဲ့ရှင်းနှလုံးပေါင်းခြင်း4လို့ဝင်ထားပါတယ်တဲ့ဒီ3လုံးပေါင်းခြင်း3ညကိုတဲ့ရှင်းနှလုံးပေါင်းခြင်း3ညလို့ဝင်ထားပါတယ်တဲ့အခုဒီ10ခွက်ထဲမှာကျွန်တော်တို့က2 4 2ဆိုတဲ့ကဏ္ဍကိုထည့်ပြီးဆိုရင်တဲ့ဒီ3လုံးပေါင်းခြင်းနှလုံးပေါင်းခြင်း4ရှိတယ်ပေါ့နော်4ကို2နဲ့ပေါင်း6အဲ့6ကရှင်းနှလုံးပေါင်း6ဆိုတဲ့2 4 2ကပို့ပြီးတော့ကိုက်ညီမှုရှိတယ်ပေါ့နော်ပို့ပြီးကိုက်ညီမှုရှိတဲ့အတွက်ဒါကျွန်တော်အနေနဲ့ဆိုရင်အဓိက main ကတော့2 4 2ပေါ့နော်ဒီ10ခွက် line နဲ့အဲ့ဒါတွေပြီးမှဒီကောင်တွေကဒုတိယဦးစားပေးအနေနဲ့ကျွန်တော်ပြန်ပြီးအသုံးပြုတာပေါ့နော်ဒါကျွန်တော်ရဲ့ထိုးတဲ့ပုံစံရွေးချယ်မှုပုံစံမှာအားလုံးပဲကံကောင်းကြပါစေနော်ဂေါ်လက်ပါစိတ်သွားတိုင်းကိုပါပြီးလိုဝင်ဆန္ဒပြေဝကြပါစေနော်ဒါ4ပင်ကတ်ကို3ပင်ကတ်နဲ့ဖြတ်ထုတ်ပြီးမှအကောင်းဆုံးကဏ္ဍကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်အားလုံးဂေါ်လက်ပါ